ဟီနာတာသုံးဝေးထိုးနေတဲ့အချိန်နယ်တို့ကထွန်နယ်ရီဘာပြောခဲ့လဲဆိုတာမေးကြည့်ပေမဲ့ဟီနာတာကသူတယောက်ထဲနေချင်တယ်လို့ပဲပြောလိုက်ပါတယ်နောက်ထပ်အစာအုပ်ပြတ်တွေစီရောက်တဲ့အချိန်မှာလည်းခန်နဘီရဲ့အရေးရောင်မှုတော့မမြင်ရသေးပဲနယ်တို့ကလည်းဟီနာတာကိုကြည့်နေတဲ့တစုံတစ်ခုကိုခန်းစားလာခဲ့ရပါတယ်နှစ်ယောက်လုံးမှာဖွင့်မပြောကြတဲ့ခန်းစားချက်တွေထပ်တူရှိလာခဲ့တဲ့ကြောင့်တယောက်တည်းအားငယ်နေတဲ့ဟီနာတာကိုနယ်တို့ကသူ့ညီမလေးတို့အားပေးစကားသွားပြောခဲ့ပါတယ်အဲဒါကြောင့်ပဲနယ်တို့ကစိတ်ထားအရင်ကောင်းတာပဲလို့ဟီနာတာကပြန်ပြောလိုက်တဲ့အချိန်သူကဟီနာတာကိုကြိုက်နေလို့စိတ်ထားကောင်းတာမဟုတ်ပဲခန်နဘီတို့စိတ်ပူတာဖြစ်တဲ့ကြောင့်နယ်တို့ကလှုပ်ခနဲ့ပြောလိုက်ပြီးပါတယ်ဟီနာတာကလည်းဘာပြောလိုက်တာလဲလို့ချက်ချင်းထမိရဲ့အတွက်တခြားနေရာတာတုံးရင်တုံးမယ်ဒီနေရာမှာတော့အကွက်ရွှေ့နိုင်လိုက်တဲ့နယ်တို့ကလည်းသူဟီနာတာကိုချစ်နေတဲ့အကြောင်းတစ်ခါတည်းဖွင့်ပြောလိုက်ပါတယ်ရုပ်ရည်အန်အော်ဘီတိတ်ဆိတ်သွားခဲ့ပြီအဲ့အချိန်ထိုနယ်ရီကပေါ်လာခဲ့ပြီခီနာတာကလည်းသူ့ကိုမာဖလာလေးပေးရင်းနဲ့နှုတ်ဆက်ခဲ့ပါရဲ့ဆိုတဲ့စကားနဲ့သူနားမလည်နိုင်စွာထိုနယ်ရီနောက်ကိုအသာတကြီးလိုက်သွားခဲ့ပါတယ်နောက်ကနေအသေးအတန်လိုက်ပြီးပဲခီနာတာကလှည့်တော်မကြည့်ခဲ့ပဲထိုနယ်ရီကလည်းခီနာတာကသူ့သဘောနဲ့သူလိုက်လာခဲ့တာဖြစ်ပြီးသူတို့တွေကလက်ထက်တော့မဲ့အကြောင်းပြောခဲ့လိုက်ပါတယ်ထိုနယ်ရီရင်ဝင်နဲ့ရောက်နေတဲ့ခီနာတာကလည်းဘာမှပြန်မပြောရကြောင်းနယ်ရီတို့လည်းပြောစရာစကားမဲသွားခဲ့ပြီထိုနယ်ရီပြစ်လိုက်တဲ့အစိမ်းအောင်ချကရာကနယ်ရီတို့ကိုယ်လေးကိုဖြတ်ပြီးပတ်ဝဲသွားတဲ့အချိန်ဓာတ်ရဲ့မျက်နှာပြင်ကလည်းအလားတူပတ်ဝဲမှုကြီးဖြစ်သွားခဲ့ပါတယ်အချစ်ရှုံးသမားနယ်ရီတို့လက်ထက်ကနေအောင်မာဖလာလေးကလည်း